လက်ကျန်နှစ်ပွဲမှာတမက်ရရှိရင် Manchester United အသင်းကဒီနှစ် Premier League မှာအဆင့်3နဲ့ဘောလုံးရာသီပြီးဆုံးမှာဖြစ်ပါတယ်။ Manchester United အသင်းဟာဆိုရင်လက်ရှိမှာ Premier League ပွဲစဉ်36ပွဲကစားပြီးတော့ရမှတ်65မှတ်ရရှိထားတာဖြစ်ပါတယ်။အဲ့ဒီရမှတ်65မှတ်ရရှိထားတဲ့အခြေအနေကြောင့်အဆင့်4နဲ့အဆင့်5မှာရှိနေတဲ့လီဗာပူးအသင်းနဲ့ Aston Villa အသင်းတို့ဟာဆိုရင်59မှတ်စီပဲရရှိထားတာဖြစ်ပါတယ်။လက်ရှိအခြေအနေအရပွဲက36ပွဲတူကစားပြီးတော့Manchester United အသင်းဟာဆိုရင်အဆင့်4နဲ့အဆင့်5မှာရှိနေတဲ့အသင်းတွေထက်6မှတ်အသာစီးရယူနေတာဖြစ်ပါတယ်။တကယ်လို့ United အသင်းအနေနဲ့လက်ကျန်ပွဲစဉ်2ပွဲမှာတမှတ်ရရှိရင်တေချာတာကဒီနှစ် Premier League မှာဆိုရင်အဆင့်3နဲ့ပြီးဆုံးသွားမှာဖြစ်ပါတယ်။ဒီနှစ်ဘောလုံးရာသီ Premier League မှာဆိုလို့ရှိရင်ဘောလုံးရာသီပြီးကန်ဒီလေးမှာ Michael Carrick ကင်တွယ်ပြီးနောက်ပိုင်းမှာ United အသင်းဟာဆိုလို့ရှိရင်ရလက်ပိုင်းတွေကအတက်ဘက်ကိုပြန်လည်ပြီးတော့ဦးတည်လာခဲ့တာဖြစ်ပါတယ်။ပြောမယ်ဆိုရင်တော့ United အသင်းရဲ့ကစားကွက်နဲ့ရိုးရိုးရှင်းရှင်းနဲ့ကိုတကယ်ကိုကြည့်ကောင်းပြီးတော့မှ United အသင်းဟာဆိုရင်ပွဲကမပြီးခင်မှာ United အသင်းရှုံးပြီလို့ပြောလို့မရဘူးတည်ကြပြီလို့ပြောလို့မရဘူးဆိုတဲ့အခြေအနေမျိုးပါ။ဒါကြောင့် United အသင်းရဲ့နောက်ပိုင်းပွဲစဉ်တွေဟာဆိုလို့ရှိရင်ကြည့်ရတဲ့သူတွေရဲ့ခံစားချက်ပါတီးတတာပြောင်းလဲလာခဲ့တာဖြစ်ပါတယ်။ Michael Carrick လက်ထက်မှာကစားသမားတွေရဲ့စိတ်သက်ပိုင်းကလည်းအမြင့်ပိုင်းကိုပို့ပြီးတော့ရောက်လာတယ်စိတ်သက်တက်ကြွမှုတွေနောက် Michael Carrick ရဲ့ကစားကွက်မှာအသင်းသားတွေအနေနဲ့စီးမျောပြီးတော့မှဒီရုန်းကန်ပြီးတာကြောင့် United အသင်းအနေနဲ့အဆင့်ဒီအမှတ်ပေးစရာရဲ့အလယ်လောက်ကနေပြီးတော့မှအဆင့်3နဲ့ရာသီပြီးဆုံးမယ်ဆိုတာကတော်တော်လေးကောင်းတဲ့အချက်ဖြစ်ပါတယ်။ Michael Carrick မတိုင်ခင်တော့ကကင်တွယ်ခဲ့တဲ့နီးပြဖြစ်တဲ့ Ruben Amorim လက်ထက်မှာဆိုရင် United အသင်းရဲ့ပွဲစဉ်တွေကိုကြည့်ရတာကလုံးဝမလုံခြုံတဲ့ပုံစံမျိုးကိုခံစားရပါတယ်။ United အသင်းအနေနဲ့ပွဲစဉ်တစ်ပွဲမှာဥမာအနေနဲ့2-0နဲ့အနိုင်ရရှိနေတဲ့ဆိုရင်တော့မှပွဲမပြီးခင်မှာ United အသင်းကတရေကျသွားနိုင်တယ်သို့မဟုတ်ရှုံးသွားနိုင်တဲ့အခြေအနေမျိုးတွေကိုမကြာခဏကြုံတွေ့ရပါတယ်။တပွဲတည်းမဟုတ်ဘဲနဲ့4-5-6ပွဲလောက်ကိုအဲ့လိုပုံစံမျိုးနဲ့ကြုံတွေ့ခဲ့ရတာဖြစ်တဲ့အတွက် United အသင်းရဲ့ပြည်သက်တွေအနေနဲ့ဆိုလို့ရှိရင်တော့တော်တော်လေးခံစားခဲ့ရပါတယ်။ Ruben Amorim အနေနဲ့ United အသင်းမှာကောင်းခဲ့တဲ့အကွက်တွေအများကြီးပဲရှိပါတယ်။ United အသင်းမှာဆိုလို့ရှိရင်မြေလံပစ်ခဲ့တာကလည်း Ruben Amorim လို့ပြောလို့ရပါတယ်။အသင်းရဲ့ကစားကွက်နဲ့မကိုက်ညီတဲ့ကစားသမားတွေအသင်းမှာအပိုလိုဖြစ်နေတဲ့ကစားသမားတော်တော်များများကိုရောင်းထုတ်ပစ်ခဲ့တာဖြစ်ပါတယ်။အဲ့တော့အသင်းမှာ United အသင်းရဲ့စံချိန်နဲ့မကိုက်ညီတဲ့ကစားသမားတော်တော်များများကိုရောင်းထုတ်ပစ်ခဲ့ပြီးတော့မှသွေးသစ်ပြန်လောင်းပြီးခဲ့တယ်။ဒီနေ့ဘောလုံးရာသီစမှာဆိုလို့ရှိရင် United အသင်းရဲ့တိုက်စစ်ပိုင်းကိုလုံးဝကိုချိန်ပစ်လိုက်တယ်။ဒါ့အပြင်အသင်းရဲ့အသင်းကောင်းဆောင်ဖြစ်တဲ့ Bruno Fernandes ကိုလည်းတခြားအသင်းကိုမပြောင်းအောင်သူ့အနေနဲ့စီးယုံနိုင်ခဲ့တယ်လို့ပြောလို့ရတယ်ပေါ့ဗျာအသင်းဘက်ကနေပြီးတော့ဒီငွေကြေးအင်အားလိုအပ်နေတယ်ဆိုပြီးတော့ Bruno Fernandes ကိုတန်းတရာလောက်နဲ့ရောင်းမယ်ပြီးရင်ကစားသမားပြန်ဖြည့်မယ်ဆိုတဲ့ပုံစံမျိုးတွေလုပ်ခဲ့တဲ့အချိန်မှာ Ruben Amorim အနေနဲ့ Bruno Fernandes ကိုမရောင်းအောင် Bruno Fernandes ကိုတခြားအသင်းမပြောင်းအောင်ကောင်းကောင်းမွန်မွန်စီးယုံနိုင်ခဲ့တယ်ဒါကပဲ United အသင်းမှာကောင်းတဲ့အချက်ဖြစ်လာခဲ့တယ်လို့ပြောလို့ရတယ်သူကင်တွယ်ခဲ့တဲ့အချိန်မှာခေါင်းမာခဲ့တဲ့အခြေအနေတွေရှိတယ်ဥမာအနေနဲ့ United အသင်းကိုခံစစ်တန်းမှာဆိုရင်3ယောက်တန်းခံစစ်ထားခဲ့တယ်3-5-2တို့ဒါမှမဟုတ်လို့ရှိရင်ဒီ3-4-2-1အစားရှိတယ်ပြောပြသူကစားကွက်တွေပုံစံပြောင်းပြီးတော့မှနောက်တန်းမှာ3ယောက်တန်းခံစစ်ကိုတီးတတာသုံးခဲ့တယ်အဲ့လိုအခြေအနေမျိုးတွေကပဲ United အသင်းမှာကပြောမယ်ဆိုရင်အသင်းရဲ့ကစားသမားတွေနဲ့ကိုက်ညီမှုမရှိတဲ့အခါမှာ Ruben Amorim အနေနဲ့ကြာရှုံးခဲ့တယ်သူလည်းညံ့တဲ့နီးပြတယောက်တော့မဟုတ်ဘူးဒါပေမဲ့ United အသင်းရဲ့ဒီတန်းတွေစစ်ကိုသိပ်ပြီးတော့နားမလည်ရင်းကနေပြီးတော့မှသူ့အနေနဲ့ကြာရှုံးခဲ့တဲ့အခြေအနေတွေရှိတယ်အဲ့လိုအခြေအနေတွေရှိခဲ့ပေမဲ့ Ruben Amorim ကောင်းခဲ့တဲ့အချက်တွေမှာအသင်းအတွက်တကယ်ကို viral ဖြစ်နေတဲ့ကစားသမားတွေကိုအပြင်ကိုအငှားချတာမျိုးတွေနောက်ဒီရောင်းထုတ်တာမျိုးတွေလုပ်ခဲ့တာကတော်တော်ကောင်းတဲ့အခြေအနေမျိုးပါဒါတော့ United အသင်းမှာတဝက်နီးနီးလောက်ကြံသေးတယ်အဲ့ဒါတွေကိုရှင်းထုတ်ဖို့လိုအပ်ပါတယ်အဲ့တော့ Ruben Amorim မကင်ခင်တော့ကဟိုးရင်တော့ကကင်ခဲ့တဲ့ Social တော့ဆိုလို့ရှိရင်လေ Social တော့ကကောင်းခဲ့တာပဲဆိုရှာတော့ဆိုလို့ရှိရင်လည်းသူ့အနေနဲ့ရှီပီးသားကစားသမားတွေတဲကနေပြီးတော့ဒီကစားအားတွေကိုညှစ်ထုတ်ပြီးတော့သုံးခဲ့တယ်နောက်ပိုင်းကျတော့ဘာဖြစ်သွားလဲဆိုတော့ United တင်းကကြာရှုံးသွားတဲ့အခါမှာသူ့ကိုလည်းရာထူးကနေထုတ်ပယ်ခဲ့အခြေအနေမျိုးတွေရှိခဲ့တယ်အခုဆိုလို့ရှိရင်လည်း Michael Carrick ကင်ပြီး Ruben Amorim ကိုထုတ်ပယ်ပြီးတော့ Michael Carrick ကင်တယ်ကင်တဲ့အခါမှာကစားသမားတွေအနေနဲ့ရုန်းကန်ပြီးတယ် Michael Carrick ကိုပုံကိုရေးအရလေးစားတာလည်းပါမယ်။အားကြောင့်လဲဆိုတော့ Michael Carrick ကကစားသမားဘဝမှာသူ့ရဲ့ပုံရိပ်ကတော်တော်လေးကြီးခဲ့တယ်။ဒီလိုအခြေအနေတွေကြောင့်သူကကွင်းလေကစားသမားတစ်ယောက်လည်းဖြစ်တဲ့အတွက် United အသင်းရဲ့ကစားသမားဟောင်းကြီးတစ်ယောက်လည်းဖြစ်တဲ့အတွက် United အသင်းရဲ့ DNA စစ်ကိုလည်းသိတယ်။နောက်ကွင်းလေပိုင်းကပွဲတစ်ပွဲမှာအရေးကြီးတာကိုလည်းသူသိတဲ့အတွက် United အသင်းမှာကွင်းလေပိုင်းကိုအဓိကထားတယ်။အဲ့တော့ Ruben Amorim လက်ထက်တုန်းက
မသုံးခဲ့တဲ့ကိုဘီမီနူးကိုပြန်သုံးပြီးတော့ကက်စမဲရိုနဲ့ပြန်တွဲအဲ့ဒီအချိန်ဒီမှာကက်စမဲရိုကရူဘီမိုရင်လက်ထက်မှာဆိုလို့ရှိရင်ဝေဖန်မှုတွေကိုခံနေရပြီးတော့သုံးစားမရတော့ဘူးအသက်ကြီးနေပြီလို့ဝေဖန်မှုတွေကတိတတာမြင့်တက်ခဲ့တာဘယ်မှာလဲပေါ့ချန်ပီယံလိဂ်ပိုင်ရှင်အစားရှိသည့်ပြမောဗျာအများကြီးပဲဝေဖန်ခံခဲ့ရပေမဲ့မိုက်ကယ်ကာရီလက်ထက်မှာဆိုလို့ရှိရင်ကက်စမဲရိုကလုံးဝကိုမရှိမဖြစ်ကစားသမားကွင်းလေကစားသမားတစ်ယောက်ဖြစ်နေတယ်ပြီးခဲ့တဲ့ဆန်နာလန်နဲ့ပွဲစဉ်မှာအရင်သိတာတယ်ကက်စမဲရိုမပါခဲ့တဲ့အခြေအနေမှာ United အသင်းကကစားကွက်ပိုင်းကတိတတာပြည့်ရွေးပြီးတော့အရင်နေထဲတဲ့အချိန်မှာတော်တော်လေးကိုချီနေစိုးသွားတာဒါကြောင့်ကက်စမဲရိုရဲ့ခန်းကဏ္ဍကအရင်အရေးပါတယ်ဆိုတာလေသိတာစီတယ်ပေါ့အဲ့တော့မိုက်ကယ်ကာရီအနေနဲ့ကစားသမားတွေစီကနေပြီးတော့အမြင့်ဆုံးစွမ်းဆောင်ရည်တွေကိုဘယ်လိုမျိုးထုတ်သုံးရမလဲဆိုတာကသူကသိခဲ့တဲ့အတွက်တည်တည်ချာချာအသုံးချခဲ့တယ်လို့ပြောလို့ရတယ်ဒါကပဲ United အသင်းရလက်ပိုင်းနေအကောင်းဘက်ကိုပြန်ပြီးတော့တည်လာခဲ့တယ်ဒါအပြင်ကြီး6ကြီးလို့ပြောလို့ရတဲ့ Arsenal, Man City, Liverpool, Chelsea, now Aston Villa ပါတယ်ပေါ့ဗျာပြီးတော့စပါးပေါ့ဗျာเนาะအဲ့ဒီအသင်းတွေကိုအနိုင်ရရှိအောင်စွမ်းဆောင်ခဲ့တာအဲ့ဒီအသင်းကြီးတွေစီကနေပြီးတော့ရမှတ်တွေကိုအကောင်းဆုံးစုဆောင်းနိုင်ခဲ့တာဖြစ်တဲ့အတွက်ဒါကပဲမိုက်ကယ်ကာရီကိုတကယ်ကိုချီးကျူးရမယ့်အခြေအနေမျိုးသူစပြီးတော့ကင်ခဲ့တဲ့ပွဲစဉ်မှာဆိုရင်ပထမဆုံးတွေ့ရတာက Man City ပြီးတော့ Arsenal အဲ့ဒီပွဲစဉ်နှစ်ပွဲမှာတင်ကိုကြာရှုံးသွားတဲ့အခြေအနေမျိုးဖြစ်နိုင်တယ်ဒါပေမဲ့Man City အသင်းကိုလည်း2-0ဆိုတဲ့ရလဒ်နဲ့နိုင်တယ် Arsenal အသင်းကိုလည်းအဝေးကွင်းမှာ3-2ဆိုတဲ့ရလဒ်နဲ့ရအောင်ကန်ခဲ့တာဒါကပြောမယ်ဆိုရင် Ruben Amorim လက်ထဲမှာရှိခဲ့တဲ့ Lucien ကိုပဲအပြောင်းလဲမလုပ်ဘဲနဲ့ဒီတိုင်းပဲကစားကွက်ပြောင်းပြီးတော့ကန်ခဲ့တာဖြစ်တယ်လို့ကစားကွက်ပိုင်းမှာလည်းရိုးရိုးရှင်းရှင်းနဲ့ကစားသမားတွေရှုပ်ထွေးမှုမရှိအောင်ကစားကွက်ကိုရိုးရှင်းရင်းနဲ့ပွဲစဉ်တစ်ပွဲကိုချီးကပ်တဲ့အနိုင်ရရှိအောင်စွမ်းဆောင်တယ်ဒီလိုပုံစံမျိုးနဲ့ကစားခဲ့တာဖြစ်တဲ့အတွက် Michael Carrick လက်ထက်မှာ United အသင်းကအတက်ဘက်ကိုတည်တတာဥဆောင်ခဲ့တာဖြစ်ပါတယ်အဲ့လိုအခြေအနေမျိုးဖြစ်တဲ့အတွက် United အသင်းကလက်ရှိမှာအဆင့်3မှာရပ်တည်နေကြတာဖြစ်တယ်အဲ့တော့ပြန်ဆက်ရရင်ဆိုရှာတုံးကပြောမယ်ဆိုရင်လိုချင်တဲ့လူတွေကိုမခေါ်ခဲ့တဲ့အခြေအနေမျိုးတွေရှိတယ်ဆိုရှာတော့သူလိုချင်ခဲ့တဲ့လူတွေကလက်ရှိ Man City အသင်းမှာခြေစွမ်းပြနေတဲ့တိုက်စစ်မှုဟာလန်တို့ကလိုချင်ခဲ့တာအဲ့တုန်းကဆိုရင်ဟာလန်ရဲ့ဒီဈေးကွက်ရဲ့ဈေးနှုန်းအရာကဘယ်တော့မှတော့မရှိဘူးပေါ့ဒါပေမဲ့အဲ့ဒါက United အသင်းရဲ့ဘုတ်ဖွဲကမဖော်ပေးပဲဒီလုံးဝမခေါ်ပေးခဲ့ဘူးပေါ့ဗျာအဲ့လိုအခြေအနေမျိုးမှာအခု Michael Carrick ကင်နဲ့လက်ကျန်2ပွဲကျန်တယ်အဲ့လက်ကျန်2ပွဲမှာပြီးခဲ့တဲ့ Sunderland အသင်းနဲ့ပွဲစဉ်မှာဆိုရင်လည်း Michael Carrick အနေနဲ့လက်ရှိ United အသင်းရဲ့ကစားသမားအစုအဖွဲ့ဘယ်လိုအခြေအနေရှိလဲဆိုတာကိုသူကောင်းကောင်းလေးကိုချပြခဲ့တယ်ဘုတ်ဖွဲကိုကောင်းကောင်းလေးချပြခဲ့တယ်ပေါ့ဗျာလက်ရှိမှာ United အသင်းရဲ့လက်ရှိရှိနေတဲ့စုအဖွဲ့မှာပွဲထွက်ကစားသမား17ယောက်ကလွဲလို့ကျန်တဲ့ကစားသမားတွေကတိတ်အဆင်မပြေဘူးပေါ့အဲ့ဒီပွဲစဉ်မှာဆိုရင်ကစားသမားနေရာ9နေရာလောက်ပဲနည်းနည်းလေးအပြောင်းလဲလုပ်လိုက်တယ်ကမောက်ကမတွေအကုန်လုံးဖြစ်ကုန်တာအဲ့တော့လက်ကျန်ပွဲစဉ်2ပွဲဖြစ်တဲ့ Nottingham Forest အသင်းကိုအိမ်ကွင်းမှာကန်မယ် Brighton အသင်းကိုဝေးကွင်းမှာကန်မယ်အဲ့ဒီပွဲစဉ်2ပွဲမှာလည်းMichael Carrick အနေနဲ့ကစားကွက်အပြောင်းလဲတွေလုပ်ပြီးတော့ဘယ်လိုပုံစံပွဲထွက်လာမလဲဆိုတာကတော့စိတ်ဝင်စားစရာကောင်းတယ်အဲ့ဒီပွဲစဉ်2ပွဲကနေရနိုင်တဲ့အမှတ်6မှတ်ကနေပြီးတော့မှအမှတ်ပဲရရင်ကိုအဆင့်3မှာရပ်တည်နေမှာဖြစ်တယ်လို့လက်ကျန်ပွဲစဉ် Liverpool တို့ Aston Villa အသင်းတို့ကလည်းလက်ကျန်ပွဲစဉ်တွေအကုန်လုံးနိုင်ထားအောင်မှမဟုတ်ရင် United အသင်းကနိုင်ထားရင်တော့မှဂိုးပြတ်နဲ့နိုင်မှပဲကြော်တက်နိုင်မှာဒါတော့ Aston Villa အသင်းကတော့ဘလို့မှကြော်ဖို့မလွယ်တော့ဘူးသူ့ရဲ့ဂိုးကချချက်က4ဂိုးပဲရှိတာဆိုတော့ United အသင်းက15ဂိုးဆိုတော့လက်ကျန်ပွဲစဉ်2ပွဲမှာလုံးဝကိုဂိုးပြတ်တွေနိုင်ထားအောင် United အသင်းကိုတော့ကြော်စရာအကြောင်းမရှိတော့ဘူးအဲ့တော့ United အသင်းကအဆင့်အနှိမ့်ဆုံးတော့4လောက်နဲ့ကိုပြီးတက်နိုင်တယ်ဒါတော့ Liverpool အသင်းကလက်ကျန်ပွဲစဉ်တွေမှာဂိုးပြတ်တွေအနိုင်ရရှိ United အသင်းကလက်ကျန်2ပွဲမှာရှုံးဒါမှသာ Liverpool အသင်းကအဆင့်3နဲ့ရပ်တည်နိုင်တဲ့အခြေအနေမျိုးပေါ့ဒါပေမဲ့Liverpool အသင်းကလည်းလက်ကျန်ပွဲစဉ်မှာလွယ်ကူတဲ့အခြေအနေမျိုးမဟုတ်ပါဘူး Aston Villa အသင်းနဲ့ပွဲစဉ်တွေလည်းကြံသေးတယ်ပေါ့ဗျာအဲ့လိုအခြေအနေမျိုး Aston Villa အသင်းကလည်းလက်ကျန်ပွဲစဉ်မှာအသင်းနဲ့ကန်ရမှာMan City အသင်းနဲ့လည်းကန်ရမယ် Liverpool အသင်းနဲ့လည်းကန်ရမယ်ဆိုတော့ Aston Villa အသင်းကလွယ်ကူတဲ့အခြေအနေမျိုးမဟုတ်သလို Champions League ဝင်ခွင့်တော့ Aston Villa အသင်းကပြောမယ်ဆိုရင်တော့အမှတ်ပေးစရာကနေဝင်တာမျိုးမဟုတ်ဘဲနဲ့ Europa League Final မှာ Feyenoord အသင်းကိုအနိုင်ယူပြီးတော့ဝင်မဲ့အခြေအနေမျိုးလို့ယူဆရတယ်ဒါကြောင့်မန်ယူသင်းကတော့ဗျာပြောမယ်ဆိုရင်လက်ကျန်ပွဲစဉ်2ပွဲမှာရမှတ်မရရင်တော့မှအဆင့်3နဲ့ဒီနှစ်ဘောလုံးရာသီပြီးဆုံးသွားနိုင်တဲ့အခြေအနေမျိုးလို့ကျွန်တော်အနေနဲ့သုံးသပ်ချင်တယ်ဒါပေမဲ့ပို့ပြီးတော့တေချာအောင်တော့ကိုယ့်ဘက်ကတမှတ်ယူထားရင်တော့သူများရဲ့နှာခေါင်းပေါင်းနဲ့အသက်ရှူစရာမလိုတော့တဲ့အခြေအနေမျိုးတော့ဖြစ်တာပေါ့တကယ်လို့တမှတ်ယူထားလဲဆိုလို့ရှိရင်အမှတ်က9မှတ်တောင်ကွာသွားမှာဒါဆိုလို့ရှိရင် ACC ဖြစ်သွားပြီပေါ့ဗျာနော်အဲ့လိုအခြေအနေမျိုးရှိပါတယ်အဲ့တော့ Manchester United အသင်းအနေနဲ့အနည်းဆုံးပွဲစဉ်ကတော့ Nottingham Forest အသင်းအမှတ်မလိုတော့တဲ့အသင်းကိုအိမ်ကွင်းမှာလက်ခံကစားမှာဖြစ်တယ်အဲ့ဒီပွဲစဉ်ကတော့မေလ18ရက်နေ့တနင်္ဂနွေနေ့ဖြစ်တဲ့မြန်မာစံတော်ချိန်ညနေ6:00နာရီမှာရှင်ပြိုင်ကစားမှာဖြစ်ပါတယ်အဲ့ဒီပွဲစဉ်မှာ
တည်ရပြီဆိုရင်အဆင့်3နဲ့ဒီနေ့ဘောလုံးရာသီပြီးဆုံးသွားမှာဖြစ်ပါတယ်ဘယ်လိုပဲဖြစ်ဖြစ်မိုက်ကယ်ကာရီကတော့လက်ရှိမှာ United အသင်းရဲ့ကစားသမားအစုအဖွဲ့ရဲ့အခြေအနေကိုဘုတ်ဖွဲ့သိအောင်ဒီပွဲစဉ်နှစ်ပွဲမှာပြမဲ့အခြေအနေမျိုးတော့ရှိတယ်ဗျကျွန်တော်ထင်တာကတော့အရှုံးခံပြီးတော့ကံမဲ့အခြေအနေမျိုးရှိပါတယ်လာမယ့်နှစ်ဘောလုံးရာသီမှာမိုက်ကယ်ကာရီပဲ United အသင်းကိုနီးပြသွားမလားဒါမှမဟုတ်ရင်ဘယ်နီးပြရောက်ရှိလာမလဲရောက်ရှိလာတဲ့နီးပြအနေနဲ့ဆိုလို့ရှိရင်လည်းလက်ရှိ United အသင်းရဲ့ကစားသမားအစုအဖွဲ့နဲ့ဆိုရင်လာမယ့်နှစ်မှာချန်ပီယံလိဝင်ခွင့်ရလဲရပြီးသွားပြီပြည်တွင်းလိမှာဆိုလို့ရှိရင်လည်းပွဲဒီပြိုင်ပွဲ3ပွဲတောင်ပြိုင်ရမယ့်အခြေအနေမျိုးမှာပွဲရည်တော့ကများတယ်လက်ရှိလူစီရင်တွေကတော့ဘလို့မှမဖြစ်နိုင်ဘူးဒါကြောင့်ဒီလာမယ့်နှစ်အတွက်လူစီရင်ဖြည့်တင်းမှုတွေလုံအောင်ဘုံဖွဲကိုတော့မိုက်ကယ်ကာရီအနေနဲ့ဆန်နလန်အသင်းနဲ့ပွဲစဉ်မှာတပွဲကိုပြသခဲ့ပြီးသွားပြီနောက်ထပ်ပွဲစဉ်2ပွဲမှာလည်းထပ်မံပြီးတော့ပြသအောင်မယ်လို့တော့ယူဆမိပါတယ်မိုက်ကယ်ကာရီကလည်းလက်ရှိ United အသင်းရဲ့ကစားသမားအစုဖွဲ့အခြေအနေဘယ်လိုရှိလဲဆိုတာသူကတော့ကောင်းကောင်းသိတယ်ဘုံဖွဲ့ကောင်းကောင်းသိအောင်တော့သူ့အနေနဲ့ပညာပြအောင်မယ်လို့တော့ယူဆမိတယ်ဒါကြောင့်လက်ကျန်2ပွဲမှာ United အသင်းကအနိုင်မခံမဲနဲ့တရီလောင်းနဲ့ပဲအိပဲသွားမဲ့အခြေအနေမျိုးတွေကြောင့်ဘယ်လိုပဲဖြစ်ဖြစ်လက်ကျန်ပွဲစဉ်2ပွဲမှာတစ်မှတ်ပဲရပြီဆိုရင်အမှတ်ပေးကြားမှာအဆင့်3နဲ့ရက်တီမဲ့အခြေအနေမျိုးပါအဲ့တော့အရန်အင်အားတွေဒါမှမဟုတ်ဖြစ်တည်မှုတွေများလုံးမှသာလာမယ့်နှစ်ချန်ပီယံလိဝင်ခွင့်လဲရှိနေတာဖြစ်တဲ့အတွက်ဝင်ခွင့်လဲရပြီးသွားပြီဖြစ်တဲ့အတွက်ချန်ပီယံလိမှာကောင်းကောင်းရှင်ပြန်နေမှာဖြစ်ပါတယ်အဲ့လိုမဟုတ်ဘူးဆိုလို့ရှိရင်တော့ United အသင်းကကြာရှုံးတဲ့ယာတီတစ်ခုကိုပိုင်ဆိုင်သွားနိုင်မှာဖြစ်ပါတယ်